တာမန်နေ့ရက်တွေမှာကြက်တကောင်တော်မတက်ရတဲ့ဒီလိုရိုးရေးတွေသူတယောက်ကနောက်ဆိုးမှာအမဲလိုက်တနက်ကိုကိုင်ပြီးကျောင်းလေးကိုဝင်လာကကျောင်းသားတယောက်ကိုအသက်နေရင်းပြီးလာရှာလိမ့်မယ်လို့စဉ်းစားကြည့်ဖို့တူခက်ခဲပါတယ်နားထောင်ရတာလည်းမယုံနိုင်စရာပဲဒါပေမဲ့ဒီဖြစ်ရဲ့နောက်ွယ်ကမတရားမှုတွေကတော့ဖြိုးပြလိုက်ရင်လူတိုင်းရဲ့ရင်ကိုနှစ်ခနဲဖြစ်သွားစီမှာပါဒီနေ့တော့ဒီနောက်ွယ်ကအကြောင်းအရာတွေကိုတေချာပြောပြပေးသွားပါမယ်အန်ကယ်ကျမ်းတို့မိသားစုရဲ့ဘဝဟာတော်တော်လေးကိုချက်တီးလွန်ပါတယ်ထမင်းနွေးနွေးလေးတနက်တောင်မစားနိုင်တော့အောင်ဆင်းရဲဒုက္ခရောက်နေရတာပါဒါပေမဲ့သူ့သမီးလေးရှောင်းဖန်ကတော့စိတ်တဲ့အယမ်းမာကြောတဲ့မိန်းကလေးတယောက်ပါတနေ့ကုန်စာအုပ်ကိုလက်ကမချပဲစူးစမ်းနေတာဟာစာသင်မှပါဒီဆင်းရဲတဲ့ဘဝကလွတ်မြောက်ပြီးမိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်မယ်လို့မျှော်လင့်ထားလို့ပါဒီလောက်လိမ္မာတဲ့ကလေးမျိုးကိုဘသူမြင်တနာမိမှာပါပဲဒါပေမဲ့ကျောင်းမှာတော့အလိုလိုက်ခံထားရတဲ့လူကုန်ထမ်းသားတယောက်ရဲ့အညိုတေးခြင်းကိုခံလိုက်ရတယ်အဲ့ဒီကောင်ကသူ့အိမ်ကချမ်းသာပြီးအရှိန်အဝါရှိတာကိုအားကိုးပြီးခွာတာကတ်တဲ့ပလတ်စတာလိုမျိုးရှောင်းဖန်နောက်ကိုတကောင်ကောင်လိုက်နှောင်ရှက်နေခဲ့တာပါရှောင်းဖန်ကအချင်းချင်းခါခါငင်းဆန်ခဲ့ပေမဲ့လည်းအဲ့ဒီကောင်ကတော့လုံးဝဂရုမစိုက်ခဲ့ပါဘူးပိုပြီးဒေါသထွက်စရာကောင်းတာကတော့ပြီးခဲ့တဲ့ပိုတခုနေ့မှာရှောင်းဖန်ကအတန်းဘော်တွေအားလုံးရှိမှာပဲအဲ့ဒီလူကုန်ထမ်းသားပေးတဲ့အဖိုးတန်လက်ဆောင်ကိုအမိုက်ပုံးတဲ့လွန့်ပစ်လိုက်တာပါပဲဒီကလေးမလေးရဲ့စိတ်ဓာတ်ကတကယ်ကိုပြတ်တန်းလွန်းပါတယ်ဒါပေမဲ့အငယ်တုန်းကအလိုလိုက်ခံထားရတဲ့အဲ့ဒီတခင်လေးကတော့ဒီလိုအဆက်ခွာခံရတာမျိုးတခါမှမကြုံဘူးပါဘူးအဲ့ဒီအချိန်မှာသူမျက်နှာချထုံလုံးနီးမြန်းပြီးဒေါသတွေထွက်နေခဲ့တာပါသူ့စိတ်ထဲမှာတော့ယုံမာတဲ့အကြံတစ်ခုရှိနေမှအသေးအချပါနောက်ဆုံးမှာဘာဖြစ်သွားတယ်လဲဆိုတာခံမှန်းကြည့်ကြပါဦးအဲ့ဒီနေ့ညစာကြည့်ချိန်ပြီးသွားတာနဲ့သူဟာသူ့နောင်ပြီးတဲ့ကပိတ်အချို့ကိုခေါ်ပြီးရှောင်းဖန်ကိုလူသူမရှိအတန်းတဲ့လေဖျောက်ခေါ်သွားခဲ့ပါတယ်ရှောင်းဖန်ကိုလူမဆန်တဲ့အလုပ်မျိုးလုပ်ဖို့ကြံစည်ခဲ့တာပါရှောင်းဖန်ကတော့အစွမ်းကုန်ယုံကန့်ခဲ့ပါတယ်ဒါပေမဲ့အားနွယ်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ထန်မာတဲ့ယောက်ျားလေးအညာကြီးကိုဘယ်လိုမှမယင်ရွှင်နိုင်ဘူးအခြေအနေဆိုးရွားလာတဲ့အခါရှောင်းဖန်ကအဲ့ဒီရုပ်ရသားကိုအားရပါးရကုတ်လိုက်ပါတယ်ဒါဟာတစ်ဖက်လူကိုလုံးဝဒေါသပေါက်ကွဲသွားစေခဲ့ပါတယ်အဲ့ဒီတရိတ်ဆန်တဲ့ဆိုးတဲ့ကောင်ကဒေါသနဲ့ရှက်စိတ်ပေါင်းပြီးရှောင်းဖန်ကိုတွန်းပစ်လိုက်ရာသူမရဲ့ဥခေါင်းနှိပ်ဆက်ကိုစားခွဲတတ်နဲ့စောင့်မိသွားတာပါနီးရနီးတဲ့သွေးလေကပတိကျဲတွေပြက်ကျတယ်လို့ပဲတရဟောစီးကြလာပါတော့တယ်ပိုပြီးယွန်စရာကောင်းတာကတော့အဲ့ဒီအတိတရားကင်းမဲ့တဲ့ကောင်ဟာရှောင်းဖန်မြေစင်ပေါ်မှာမလုံမရှားလဲနေတာကိုမြင်ပါလိမ့်နဲ့တစ်ချက်တောင်လွှဲ့မကြည့်ပဲဘာမှမထိတယ်လို့ပဲလူစုခွဲပြီးထွက်သွားကြတာပါတယောက်ယောက်ကရှောင်းဖန်ကိုတွေ့ရှိပြီးစေးရုံပို့ပေးတဲ့အချိန်မှာတော့ဒီလိမ္မာတဲ့ကလေးမလေးဟာတန်ဖိုးရှိတဲ့အသက်ကိုထာဝရဆွန့်လွတ်လိုက်ရပါပြီဒါတွေမကဘူးပိုပြီးဒေါသထွက်စရာကောင်းတာကတော့ဒီလောက်ကြီးမားတဲ့ကိစ္စဖြစ်နေတာနေတော့အဲ့ဒီဘက်ကမိသားစုကအနှဲငယ်များနောင်တမရပြင်အဖြူကိုအမဲပြောင်းပြီးပြောင်းလည်ဆွတ်ပြဲခဲ့ပါသေးတယ်ရှောင်းဖန်ကပဲအဲ့ဒီလူကုန်ထမ်းသားကိုအရင်ဖြောင်းယုံတာငါလို့ပြောခဲ့ကြတာပါနောက်ဆုံးဘာဖြစ်သွားတယ်လဲထပ်ပြီးခံမှန်းကြည့်ကြပါဦးအဲ့ဒီမိသားစုကပိုက်ဆံအနှဲငယ်တုံးပြီးလူကြီးတွေကိုလက်ထိုးလိုက်တာနဲ့တော့ဒီလောက်ကြီးမားတဲ့အမှုကြီးကိုဘာမှမဟုတ်တယ်လို့အေးအေးဆေးဆေးဖြေရှင်းလိုက်နိုင်ပါတယ်အဲ့ဒီကောင်ကတော့ဘာမှမဖြစ်တယ်လို့ပဲဆက်လက်ပြီးကောင်းကောင်းမွန်မွန်နေထိုင်နေစေပါအန်ကယ်ချန်သမီးလေးဆုံးရှုံးသွားတဲ့သတင်းစိုးကိုကြားလိုက်တဲ့အချိန်မှာတော့တကိုယ်လုံးစွန့်အားပြီးနေရတဲ့မင်းသက်သွားခဲ့ပါတယ်သူဟာတစ်သက်လုံးစားသိမ့်မတက်ခဲ့တယ်လို့တရားဆုံးဆိုတာဘယ်နာမှရှိမှန်းမသိတဲ့သူပါရိုးရှင်းတဲ့လေသမားတယောက်အနေနဲ့ဘယ်နေရာမှာသွားပြီးတရားမျှတမှုရှာရမလဲဒါပေမဲ့ဒီလိုနူးညံ့သိမ်မွေးတဲ့ဖခင်တယောက်ဟာစိတ်ထဲမှာတော့တကယ်ကိုပြတ်တဲတဲ့တက်ထီတွေရှိနေတာကိုဘယ်သူမှမသိခဲ့ပါဘူးသူဟာသမီးလေးငယ်တုန်းကခြုံခဲ့တဲ့ဆောင်းကလေးကိုထုတ်လာပြီးဘိုးဖားပိုင်အမဲလိုက်ထနက်ကိုတေးချထုတ်ပေါက်လိုက်ပါတယ်အဲ့ဒီနေ့အန်ကယ်ကျန်းရဲ့မျက်လုံးတွေဟာစောင်းတင်းကရေခဲလိုပဲအေးဆက်နေခဲ့ပါတယ်ဘာမှမတွန့်ဆိုမနေပဲကြောင်းရှိတာဘက်ကိုတန်တန်မှန်မှန်လျောက်သွားခဲ့ပါတယ်နောက်ပိုင်းမှာအခင်းဖြစ်နေရကမျက်မင်းတရေသက်ချက်ဖျောက်ပြချက်အရာအန်ကယ်ကျန်းဟာအဲ့ဒီအချိန်မှာတကယ်ကိုတည်ငြိမ်နေခဲ့တာပါဘာစကားမှအပူမပြောပဲတနက်နဲ့တစ်ချက်သေးပြတ်တက်ပြီးအဲ့ဒီလူရွတ်သားကိုအဆုံးစီရင်လိုက်ပါတယ်ဒီရိုးရှင်းတဲ့ဦးလီကြီးဟာအဆုံးရောက်ပြီးကြေကွဲစရာကောင်းတဲ့နီလန်းနဲ့သမီးဖြစ်သူအတွက်ကတ်ချားကြေးပေးလိုက်တာပါဒါဟာဖခင်တယောက်အနေနဲ့သမီးလေးအတွက်နောက်ဆုံးလုပ်ပေးနိုင်တဲ့စန္ဒတစ်ခုပါအချို့ကတော့အန်ကယ်ကျန်းလုပ်တာတွေကအကျန်းဖတ်မှုကိုအကျန်းဖတ်မှုနဲ့တုံ့ပြန်တယ်လို့ပြောကြပေမဲ့ဒီလိုလုပ်ရမျိုးကမလုပ်သင့်ဘူးလို့ဆိုကြပါတယ်ဒါပေမဲ့လူများစုကတော့ဒီအကြောင်းကိုကြားပြီးတဲ့နောက်မှာတကယ်ကိုကျေနပ်စရာကောင်းတယ်လို့ပဲဆိုကြပါလိမ့်မယ်အားလုံးပဲဝေဖန်ပေးကြပါဦးတကယ်လို့တင့်ရဲ့သမီးလေးဟာဒီလိုမတရားခံရမယ်ဆိုရင်အသက်ပါဆုံးရှုံးရတဲ့အထိအနှိမ့်ဆက်ခံရပြီးတရားမျှတမှုလည်းမရဘူးဆိုရင်တင်ရောစိတ်အေးအေးထားပြီးတီးခံနိုင်ပါမလားဘာပဲဖြစ်ဖြစ်ဒီလိုကိစ္စမျိုးသားကျွန်တော်အပေါ်မှာဖြစ်လာမယ်ဆိုရင်ကျွန်တော်လည်းအန်ကယ်ကျန်းပို့ပြီးယူဆွတ်မိမယ်ထင်ပါတယ်အန်ကယ်ကျန်းဟာဒီလိုဝမ်းနည်းစရာကောင်းတဲ့နီလန်းကိုတုံးပြီးတနာစရာကောင်းတဲ့သမီးလေးအထက်နောက်ကျနေတဲ့တရားမျှတမှုကိုတောင်းဆိုပေးခဲ့တာပါဗီဒီယိုကိုဒီအထိကြည့်ပေးကြတဲ့မိသားစုတို့ရေအန်ကယ်ကျန်းလုပ်ခဲ့တာတွေကမှန်တယ်လို့ထင်ကြပါလားတကယ်လို့အန်ကယ်ကျန်းလုပ်တာမှန်တယ်လို့ထင်ခဲ့ရင်တော့ဒီတနာစရာကောင်းတဲ့ဖခင်ကြီးအတဲ့အသေးလေးဖေးဒီအားပေးကြပါဦးဒါအပြင် follow ခလုတ်လေးကိုလည်းနှိပ်ထားပေးပါဦးဒီထက်ပိုကောင်းတဲ့ရင်းနှင်းစရာဇက်လန်းတွေကိုကျွန်တော်လည်းအတူဆက်လက်ကြည့်ရှုပေးကြပါဦးကျေးဇူးတင်ပါတယ်